အောင်မြင်ခြင်းနဲ့ဆိုရင်တင်မဲကိုသွားမလဲဆိုတာအရင်ဆုံးသိဖို့လိုပါတယ်တခုခုတော့ဖြစ်ချင်တာပဲဆိုတဲ့စိတ်ထက်ငါဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့တိကျတဲ့ပန်းနိုင်ကတင့်ကိုလမ်းမပြောက်စေပါဘူးလမ်းခရီးမှာအခက်ခဲတွေအမှားတွေရှိပါလိမ့်မယ်ဒါပေမဲ့အောင်မြင်သူတွေဟာလဲကြတဲ့အခါပြန်ထွေုံတင်မကပဲငါဘာကြောင့်လဲကြတာလဲဆိုတဲ့အဖြေကိုရှာဖွေပြီးပုံမတောင့်တင်းတဲ့ခြေလမ်းတွေနဲ့ပြန်ဆက်လေးရှိကြပါတယ်ပါရမီထက်ပိုရေးကြီးရာကဇွဲရှိခြင်းပါတရေချင်းစီရဲ့ဒိန်းနေတဲ့ကြိုးစားမှုတွေဟာနောက်တစ်ချိန်မှာကြီးမားတဲ့အောင်မြင်မှုအဖြစ်ပြောင်းလဲတော့မှာပါနေနေတော့လေမနာတမ်းသွားရင်ပန်းနိုင်ကိုရောက်ပါတယ်လောကကြီးကတင့်ကိုမယုံကြည်ခင်မှာတင့်ကိုတည်းအရင်ဆုံးယုံကြည်ရပါမယ်ငါလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုဟာအောင်မြင်ခြင်းရဲ့တဝက်ကိုပိုင်ဆိုင်ထားတာနဲ့တူတူပါပဲအောင်မြင်မှုဆိုတာပန်းနိုင်တစ်ခုမဟုတ်ဘူးအမြဲတမ်းတည်ယူနေရတဲ့လမ်းခရီးတစ်ခုသာဖြစ်တယ်စိတ်ကမကြပဲရှေ့ဆက်လမ်းမှာတင့်ရဲ့စူးစမ်းမှုတွေကဒီနေ့မှတင့်အတွက်ဂုဏ်ယူစရာရလဒ်တွေဖြစ်လာမှာပါ